Morning view တော့မောင်လေးစိတ်ခံရတော့Morning view ဖြစ်ပါတယ်ဒါလေးကပြောင်းစုလမ်းမကြီးပါအခုမြင်နေရမုံညင်းဈေးဖြစ်ပါတယ်မုံညင်းမြို့မဈေးဖြစ်ပါတယ်ရှင်မုံညင်းမြို့မဈေးကြီးပါရှင်စင်မောင်းတောက်ဖြစ်ပါတယ်ကြောင်လေးကစီးရင်ရမ်းကောင်းဦးတယ်တော့အမ